အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကိုဖြိုးလိုက်ကနေအားလုံးကိုပြန်လည်ကြည့်ပြပါရစေနော်ကျွန်တော်တောက်ကြနေညပုံမှန်တိုင်းတပတ်စာခဏချက်ပြပါရစေအားလုံးပဲကိုဖြိုးလိုက်ကနေပြန်လည်ကြည့်ပြပါတယ်နော်ကျွန်တော်တောက်ကြနေညဒါပုံမှန်လိုက်လွှင့်နေကြတိုင်းလိုက်လွှင့်ပေးတာဖြစ်ပါတယ်ကျွန်တော်လိုက်ကိုတခါမှမရှိဘူးသေးတဲ့ကိုရီမှဝင်ရှိနေတယ်ကျွန်တော်လိုက်ကိုပြီးဆုံးအောင်ကြည့်သွားပါလိုက်ကိုပြီးဆုံးအောင်ကြည့်လို့ကျွန်တော်ကိုရီမှလုံးဝအကျိုးမရှိရပါဘူးเนาะပေါက်လို့လည်းကျမ်းမှပေးရမလို့ပါဘူးကျွန်တော်စင်လာရှိလို့ပြီးတက်ထွန်ပေးတာပါเนาะကျွန်တော်ရဲ့ကလနာဆိုင်နဲ့တစ်ပတ်စာခါမှချက်ကိုလိုက်ကိုတွေ့ရတဲ့ကြော်မသွားဘဲနဲ့အကုန်လုံးပြီးအောင်ကြည့်ပေးပါအားလုံးပဲမင်္ဂလာပါပြီးတော့မှဘလူးတွေရှိကြတော့ဒါကျွန်တော်ဒီပြရနေလိုက်ထွင်ပေးမှာပေါ့နော်အားလုံးပဲမင်္ဂလာပါဘလူးတွေရှိကြတော့ကျွန်တော်အကိုရင်မလေးဘလူးတွေရှိကြတော့လိုက်ရန်ရှဲလေးအသေးလေးလက်မလေးရဲလေးတယောက်ချက်ဒီနေပေးကြပါဦးပြီးတော့မှဘလူးတွေရှိကြတော့အားလုံးပဲမင်္ဂလာပါကြောက်ကမှဘေးရှိရလဲနော်လိုက်ရင်ရှေးလေးတဲလေးလက်မလေးကြောက်ချက်နှိပ်ပြကြပါဦးကျွန်တော်တူးရီနဲ့ဆိုင်တဲ့ဂရုတွေရှေ့ပြကြပါဦးတူးရီနဲ့ဆိုင်တဲ့ဂရုတွေရှေ့ပြကြပါဦးဘယ်လိုရှိကြတော့မင်္ဂလာပါပေရအမျိုးတွေမင်္ဂလာပါလိုက်ရရှဲလေးအသေးလေးလက်မလေးကြောက်ချက်နှိပ်ပြကြပါနော်လက်မလေးအသေးလေးကြောက်ချက်နှိပ်ပြကြပါဒါဘယ်လိုရှိကြတော့လိုင်းရတိတ်ပြီးတော့မကောင်းလို့ရှင်တင်းကြီးခံပြီးတော့ကြည့်ပေးကြပါ
လိုင်းရတိတ်မကောင်းတဲ့တင်းကြီးခံပြီးကြည့်ပြကြပါဘယ်လိုရှိကြလဲဒူရီရှိကြလဲဒီပေကိုကျွန်တော်ကနော်ဟိုပေကိုလင်းကိုချပေးထားတယ်ဗောကျွန်တော်တောက်ကြနေညပုံမှန်8 နာရီလိုက်လွှင့်နေကြကိုကျွန်တော်ဒီဖြိုးဖြိုးလေးကလန်နာစိုက်ကကိုဖြိုးနေတူရီချစ်သူများဆိုတဲ့ပေရဲ့အဲ့ပေကနှစ်ပေစလုံးဘန်းခံထားလို့ပါအဲ့ဒါကြောင့်မို့ကျွန်တော်ဒီပေနဲ့ကျွန်တော်ဒီထက်နိုင်ဖြိုးကလန်နာစိုက်ဆိုတဲ့ပေနဲ့ပြန်ပြီးလိုက်လွှင့်ပေးတာပါကျွန်တော်ကိုဒီမှာရလက်မလေးအသေးလေးရှယ်လေးကြောက်ချက်တွေနှိပ်ပေးကြပါနည်းနည်းတော့ကြာအောင်ကြာလိမ့်မယ်ကျွန်တော်ကဒီမှာဒီပြင်းနေလိုက်လှည့်ပေးပါမယ်လို့အကုန်လုံးကိုပြောထားပါတယ်လိုင်းဖွင့်ပေးတော့ကျွန်တော်အခုဒီမှာရလိုင်းဖွင့်ပေးလို့လိုင်းလွှင့်ပေးတော့လည်းဘယ်သူမှတော့မရှိကြဘူးဖြစ်တယ်ဒါပေးတစ်ကိုလည်းကျွန်တော် line and follower လေးနှိပ်ထားဖို့လည်းကျွန်တော်ပြောထားပါတယ်နော်ဒီပေကို like follower လေးနှိပ်ထားကြပါကျွန်တော်တောက်ကြနေညပုံမှန်ကိုဒီပေမှာ like လွှင့်ပေးမှာဖြစ်ပါတယ်ဟိုပေတွေကဘလို့မှ like လွှင့်လို့မရတော့လို့ပါဘန်းခံထားလို့ပါနော်အဲ့တော့ဘလူတွေရှိကြလဲကျွန်တော်ရှိမှာဒီမှာလူကတိတ်မပေါ်ဘူးဟိုပေရဘန်းခံလို့ကျွန်တော်ကိုဒီမှာရေးအဲ့တော့ကျွန်တော်ကလူမဆောင်တော့ဘူးပေါ့နော်ရှေ့မှာရှိနေလူတွေရှိတယ်အားနာတယ်เนาะအဲ့တော့ကျွန်တော်လိုက်ထွင်ပြီးတော့မှပြန်ပြီးတော့ကြည့်ရင်လည်းကြည့်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော် YouTube ဟိုပင် comment ထောက်ပေးထားတဲ့ YouTube ကောက်မှလာကြည့်လို့ကြည့်နေကိုဒီမှာရှိတယ်အမှလာကြည့်ပေါ့နော်ချို့ကကြတော့လည်းကျွန်တော်ဒီ Facebook က like က line ရတိတ်မကောင်းလို့ဆိုပြီး YouTube မှာပြန်ကြည့်ရလို့လည်းရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကကျွန်တော်73ရက်ကနေကျွန်တော်18ရက်နေ့အထိပေါ့နော်73 73ကနေကျွန်တော်18ရက်နေ့အထိကိုကျွန်တော်တပတ်စာခမန်းချက်ကလေးရှိပါတယ်အဲ့တော့ကျွန်တော်တပတ်စာကလန်ဒါစိုက်ကလေးနဲ့ကျွန်တော်မွေးတွင်းမှာ1ကနေ3ညအထိပေါ့နော်ကနန်း10လုံးစလုံးစုံအောင်ကြပြီးရတယ်ကျွန်တော်နောက်ပွဲမှာ900ရက်2ခွန်အခွေဒီတစ်ချိန်လာပေးရမယ်ဆိုတော့ကျွန်တော်တို့90နဲ့မှ9 90နဲ့မှ9 20ဆိုပြီးတော့လာပေးရနော်အဲ့တော့ကျွန်တော်ဒီဘက်ကိုထပ်ကြည့်မယ်လေကွာလိုင်းရကြတော့ကျွန်တော်အကိုဒီမကြီးနော်တန်းကြီးခံပြီးကြည့်ပေးပါလိုင်းကြတော့လေကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်လည်းတပတ်တွဲမှာကနန်း10လုံးကျွန်တော်စုံအောင်ကြပေးရမယ်ဆိုတော့1ကနေ3ရက်ထိကိုကနန်း10လုံးစုံအောင်ကြတယ်အဲ့လိုကြပေးရတဲ့ကျွန်တော်ဒီဘက်မှာဒီ900ရက်2ခွန်အခွေဒီတစ်ချိန်လာပေးရမယ်ခွန်9ခွန်9 20ဆိုပြီးလာတယ်ဒီဘက်မှာဆိုရင်ကျွန်တော်တူတူပဲ1ကနေ3ရက်ထိကိုကနန်း10လုံးစုံအောင်ကြပေးရမယ်ဆိုတော့ကျွန်တော်1ကနေ3ရက်ထိကိုကနန်း10လုံးစုံအောင်ကြတယ်အဲ့လိုကြပေးရတဲ့ကျွန်တော်နောက်တစ်ပတ်မှာဒီ900ရက်2ခွန်အခွေဒီတစ်ချိန်လာပေးရမယ်ဆိုတော့20နဲ့မှ9 300ဘူးဆိုပြီးတော့လာပေးတယ်အဲ့ကျွန်တော်ဒီဘက်မှာဆိုလည်းတူတူပဲနော်တပတ်အတွင်းမှာကနန်း10လုံးစုံအောင်ကြရမယ်ဆိုတော့1ကနေ3ရက်ထိကိုကနန်း10လုံးစုံအောင်ကြတယ်အဲ့လိုကြပြန်လဲကျွန်တော်တို့နောက်ပွဲမှာဒီ900 2ခွန်အခွေဒီတစ်ချိန်လာပေးရမယ်ဆိုတော့20နဲ့မှ9ဆိုပြီးတော့တစ်ချိန်လာတယ်အဲ့တော့ဒီဘက်ကိုထပ်ကြည့်ကြမယ်တပတ်အတွင်းမှာတဲ့ကျွန်တော်ကနန်း10လုံးနော်ကနန်း10လုံးစုံအောင်ကြပေးရမယ်ဆိုတော့ကျွန်တော်အရောင်အောင်မချေလေးရအောင်ကျွန်တော်ကနန်း10လုံးစုံအောင်ကြပေးရမယ်ဆိုတော့1ကနေကျွန်တော်3ရက်စုံအောင်ကြတယ်အဲ့တိုင်းပဲဆိုလို့ရှိရင်900ရက်2ခွန်အခွေဒီရှိလာမယ့်ပွဲမှာတစ်ချိန်လာဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ကဒါတစ်ခုပေါ့နော်နောက်ထပ်ကျွန်တော်တစ်ဆိုင်ပြပေးမယ်တူညီတာပေါ့နော်တူညီတာဆိုတာဘယ်လိုလဲဆိုတော့ကကျွန်တော်တို့ကတပတ်တွင်းမှာအပူး2ချိန်ကြပေးရမယ်ဆိုတော့10ဘူး9ဘူးဆိုပြီးတော့တပတ်တွင်းမှာအပူး2ချိန်လိုင်းရကြသွားတဲ့အမျိုးတွေလိုင်းရကြသွားတယ်အရှိမကြည့်လူကြည့်နေတဲ့လူတွေအားနာဖို့ကောင်းတယ်ကျွန်တော်လိုင်းရကြသွားလို့ပါနော်အဲ့တော့ကျွန်တော်တို့ကရောအဲ့တော့ခက်မြင်မြန်ပြလိုက်တော့မယ်နော်တပတ်တွင်းမှာအပူး2ချိန်ကြပေးရမယ်ဆိုတော့9ဘူး10ဘူးဆိုပြီးတော့တပတ်တွင်းမှာအပူး2ချိန်ကြတယ်အဲ့တော့ကျွန်တော်တပတ်တွင်းမှာအပူး2ချိန်ကြခဲ့ပြီးတော့ပါဝါဒီတဲ့2ချိန်ကြပေးရမယ်ဆိုတော့50 16ဆိုပြီးတော့ပါဝါလည်း2ချိန်ကြတယ်တပတ်တွင်းမှာအပူး2ချိန်ကြပါဝါ2ချိန်ကြအဲ့လိုကြပြီးရင်ကျွန်တော်တို့နောက်ပွဲမှာ900ရက်2ခွန်အခွေဒီတစ်ချိန်လာပေးရမယ်ဆိုတော့ကျွန်တော်တို့က80ဆိုပြီးတော့လာတယ်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်ကြမယ်တပတ်တွင်းမှာအပူး2ချိန်ကြပေးရမယ်ဆိုတော့2ဘူး4ဘူးဆိုပြီးတော့တပတ်တွင်းမှာအပူး2ချိန်ကြတယ်ဟုတ်ပြီတပတ်တွင်းမှာအပူး2ချိန်ကြပါဝါဒီလည်း2ချိန်ကြပေးရမယ်ဆိုတော့60နဲ့မှ1ပါဝါ4 90နဲ့မှ4ပါဝါအဲ့တော့တပတ်တွင်းမှာအပူး2ချိန်ကြခဲ့ပြီးပါဝါလည်း2ချိန်ကြပြီအဲ့လိုကြပြီးရင်လည်းကျွန်တော်နောက်ပွဲမှာဒီ
9 3နှစ်ခွန်အခွေဒီတစ်ချိန်လာပေးရမှာဆိုတော့50နဲ့မှ2ဆိုပြီးတော့ကျွန်တော်တို့တစ်ချိန်လာတယ်20ဆိုပြီးတော့တစ်ချိန်လာတယ်5ဘူးဆိုပြီးတော့တစ်ချိန်လာတယ်ဒါဆိုလို့ရှိရင်အခုပွဲပေါ့နော်အခုပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတပတ်တွင်းမှာ6ဘူး5ဘူးဆိုပြီးတော့တပတ်တွင်းမှာအဘူး2ချိန်ကြာခဲ့အဲ့တော့ပေတွေကဘန်းခံလို့ပါနော်အဲ့တော့ကျွန်တော် GP ကနေလိုက်ထွင်ပေးမယ်ပေါ့နော်ဒီပေကိုလည်းကျွန်တော်အကူဒီမရေကျွန်တော်မကြည့်ဘူးတဲ့အကူဒီမရောအမြဲတမ်းကြည့်နေကြအကူဒီမရောပေကို line and follower လေးနှိပ်ပေးကြပါနော်နောက်ပြီးတော့ pin comment ထောက်ပေးထားတဲ့ YouTube ကောက်လို့လည်းကျွန်တော် subscriber လေးရောက်ချက်နှိပ်ပေးကြပါဦးကျွန်တော်အပတ်စဉ်တောက်ကြနေညတိုင်းကျွန်တော်ဒီထနိုင်ဖြိုး calendar site ဆိုတဲ့ပေကနေ live ထွင်ပေးပါမယ်အခုတပတ်စာ calendar site နဲ့ခံမှန်းချက်ပေါ့နော်ကျွန်တော်ရှိမှာအဖွဲ့ဝင်ကျန်တဲ့အကူဒီမတွေကကျွန်တော်တို့ဖုန်းနံပါတ်3943လုံး2ခွန်4 2ခွန်3ရကိုကျွန်တော် Viber ကနေလာပြီးတော့ဆက်သွယ်ပြီးတော့ကျွန်တော်တို့အဖွဲ့လာဝင်လို့ရပါတယ်ဖုန်းတိုက်ရိုက်ခေါ်ဆိုလို့လည်းရပါတယ်ကျွန်တော် Pay Messenger တွေကတော့မသုံးပါဘူးเนาะ Pay Messenger တွေကတော့စာမပြန်တာနောက်ကျတယ်ပေါ့เนาะအဲကြောင့်မို့ Pay Messenger တွေကနေအဖွဲ့ဝင်ကျန်ကိုအမလာမပြောပါနဲ့ကျွန်တော်တို့ Viber ကနေလာပြောပါเนาะအဲ့တော့ဖုန်းတိုက်ရိုက်ခေါ်ဆိုလို့လည်းရပါတယ်900တဲ့ဘက်စာလို့2000မှာကျွန်တော်ရှိမှာ100ရာခိုင်နှုန်းချင်းတည်တဲ့အထူးမွေးခန်းရှိမယ်ဘုံရောပတ်တိရှိမယ်လုံးဝအလားလမ်းကြီး100ရာခိုင်နှုန်းများတဲ့ကျွန်တော်တို့ပရိတ်တစ်